ဖြစ်လို့ဒီထဲမှာစိန်ရွှေရတနာတွေထည့်ပြီးတော့ထပနာရာလဲထပနာရာဆိုတာထိသွင်းတာဘာလို့ထပနာရာလဲလို့မေးလို့ရှိရင်ဖြေတတ်ဖို့လိုအပ်တယ်ပေါ့မေးလာလိုက်မယ်ကိုယ့်အကိုလည်းပဲဘာအထိပ္ပယ်ရှိတယ်လဲအေးဖះကိုလှူတာပဲဆိုတဲ့အထိပ္ပယ်အပြင်ဘာအထိပ္ပယ်ရှိတယ်လဲနော်ဖះကိုလှူတာဒီပြဟာနဲ့လည်းလှူလို့ရဘာအကျိုးရှိကိုယ့်ရဲ့ယရနာတွေတန်ဖိုးရှိတဲ့ယရနာတွေကိုမြုပ်ပစ်လိုက်တာဘာအကျိုးရှိဒီလိုမေးစရာတွေဖြစ်လာဒီရွယ်ချက်အစစ်ကိုနားလဲသဘောပေါက်ဖို့လိုအပ်တယ်။အဲ့ဒီမဲ့ဌာပနာပစ္စည်းယရနာတွေထည့်သွင်းတယ်ဆိုတာဘုရားဘာသာဝင်နေအနေနဲ့တစ်ဖက်ကမေးလာလို့ရှိရင်ဖြေစရာကဘာလို့ဆိုမြတ်စွာဘုရားရဲ့တတ်တော်မူတော်တွေကိုစုပြီးတော့စေတီတော်ရှိသမျှကနေပြီးတော့ရှင်မကတ္တဝတို့ကအဇာတတမင်းနဲ့တိုင်ပင်ပြီးတော့ဓာတုနိဒာနဆိုဓာတ်တော်တွေအကုန်လုံးစုပြီးတော့ထားအဲ့ဓာတ်တော်တွေစုပြီးတော့ထားတဲ့အထဲမှာတန်ဖိုးကြီးမားလာတဲ့ပရမညာတတော်ကိုထည့်တာပူဇော်ထည့်ထားပြီးတော့စာရန်ကဘာရေးထားလို့ဆိုလို့ရှိရင်နောင်ခါကာလမှာတဲ့ဒီစေတိယနိဒာနဓာတုနိဒာနအဆောက်အဦယိုယွင်းပျက်စီးခဲ့လို့ရှိရင်ဆင်းရဲနွမ်းပါတဲ့ပုဂ္ဂိုလ်တွေဘယင်တွေဟောဒီဗရမ ्या ယရနာကိုရောင်းချပြီးတော့ဒီဓာတ်တော်လည်းကြီးကိုပြန်ပြီးတော့ပြင်ဆင်ပါဆက်ဆံရမှာနော်အဲ့ဒါဟာယရနာပစ္စည်းထက်သွင်းရဲ့အဓိပ္ပာယ်တစ်ခုကြီးညိုလို့ထည့်တာကတစ်ခုနော်ကြီးညိုတဲ့အပြင်ဘာထည့်ထားတော့လဲအေးနောက်တစ်ချိန်ကျတော့သင်္ခါရသဘောတရားအရာစီဒီဆိုတာယိုရင်းပြပြသွားမှရှိတယ်အဲ့ဒီယိုရင်းသွားတဲ့စီဒီတော်ကြီးမတတ်နိုင်တဲ့အချိန်မှာမပြင်နိုင်ပါဆိုလို့ဒီထဲမှာပါလာတဲ့တန်ဖိုးရှိတဲ့ယရနာတွေကိုရောက်ချပြီးစီဒီကိုအသစ်ပြင်ပါဆိုလို့တယ်ပေါ့အဲ့ဒီအဓိပ္ပာယ်နဲ့ထည့်လာရကနေခုတော့ပူဇော်တယ်ဆိုတာလောက်လေးနဲ့တင်မယ်ထည့်ကြတာတွေများလာတယ်